အားလုံးမင်္ဂလာပါဆရာမ teacher ဒေါ်တင်ရွယ်ဖြစ်ပါတယ်ဆရာမတို့ grade 1 maths chapter 7 trigonometric function အခန်းကိုလေ့လာနေတဲ့အချိန်မှာဒီနေ့တော့ exercise 7.3 number 2b လေးကိုရောက်သွားပါပြီသူ့ပုဒ်စာ draw the graph of y equal to 3 cot 2x y equal to 3 cot 2x ကို graph ဆွဲခိုင်းတာပေါ့ဒါဆို graph ဆွဲခိုင်းနေဆိုရင်ဆရာမတို့ဒီအချက်5ချက်ရေးရမယ်ဒီချက်5ချက်ကိုရေးဖို့အတွက်ဆရာမတို့ဒီ y equal to cot x ကနေပြီးတော့ y equal to 3 cot 2x ကိုဘယ်လို transformation ဖြစ်သွားလဲ coordinate form လေးတွေသိဖို့လိုတယ်အဓိကတော့ undefined point နဲ့ x intercept ကိုသိဖို့လိုတယ်နော် undefined ကိုဒီမှာ domain ထဲမှာမရှိရမယ့်ကောင် asymptote ပြီးရင် x intercept ရှာရေးလို့ရပြီဆိုရင်ဆရာမတို့ပုံဆွဲလို့ရပြီကဲဒါဆို y equal to cot x ကနေပြီးတော့ y equal to 3 cot 2x ကိုဘယ်လို transformation ဖြစ်သွားလဲ coordinate form လေးချကြည့်အောင်ဒါဆိုရင် y equal to cos x ဟာ x, y coordinate ဒီy equal to 3 cot 2x ရောက်သွားတဲ့အချိန်မှာဘယ်လိုဖြစ်သွားမှာလဲဒါဆိုရင်ဆရာမတို့ x ဒီ horizontal နဲ့ဆိုင်တယ်ဒီမှာ horizontal scale လေး2နဲ့မြှောက်ထားတယ်ဒါဆိုရင် coordinate မှာဆရာမတို့2နဲ့စားရမယ်ဒါဆို x by 2, y က vertical နဲ့ဆိုင်တယ်ဒီမှာ3နဲ့မြှောက်ထားတယ်ဆိုရင်ဒီကို3နဲ့မြှောက်ရမယ်ဒါဆိုရင် 3y ဒါဆိုရင်ဆရာမတို့က x by 2, 3y coordinate point လေးရပါပြီဒါဆိုရင်ဆရာမတို့က y equal to cot x ရဲ့ undefined နဲ့ x intercept ဒီဆရာမအရှိဗီဒီယိုမှာရှင်းပြပေးထားရရှိတယ်ဆရာမတစ်ခေါက်ပြန်နှွေးပေးမယ်ဒါဆိုရင် y equal to cot x အတွက်ဆိုခဲ့လို့ရှိရင် cot 0ဒီ undefined ဖြစ်တယ် cot 2 ပိုင်းဒီ undefined ဖြစ်တယ်နော်နောက် cot ပိုင်းဒီ undefined ဖြစ်တယ်ဆရာမတို့ဒါတွေကိုမှတ်ထားရမယ်နောက် intercept x intercept အတွက် cot ပိုင်း2ဒီ0ဖြစ်တယ် cot 3ပိုင်း2ဒီ0ဖြစ်တယ်တော့ y0 ဖြစ်တဲ့ point လေးတွေက x intercept point လေးတွေဖြစ်တယ်ဆရာမတို့ဒါလေးကိုတော့လေ့ကျင့်ထားရပါမယ်ကဲဒါဆိုရင်ဆရာမတို့ undefined ဒီ0 plus or minus pi plus or minus 2 pi နောက် x intercept ဒီ plus or minus 1 by 2 plus or minus 3 pi by 2ဒါလေးတွေဆရာမတို့ထည့်ကြည့်မယ်ဒါဆိုရင် x နေရာမှာဆရာမတို့ထည့်ကြည့်မယ်နော် y coordinate မရှာတာဒီ undefined ဒီ y coordinate ရှာစရာမလိုတော့ပါဘာကြောင့်လဲဆို undefined ထွက်နေတယ် x intercept မှာ y coordinate ဆရာမမရှာတော့ဘူးเนาะဆရာမတို့ရှာရေးမှာလည်း x intercept x equal to ပဲရှာရေးမှာဖြစ်တဲ့ကြောင့်ဒီနေရာမှာဒီ x intercept မှာ y တန်ဖိုးလေးဒီ0ဖြစ်တယ်အဲကြောင့်ဆရာမ y ကိုမရှာတော့တာကဲဒါဆိုရင် undefined ရှာ point လေးတွေရှာကြည့်မယ်ဒါဆို0အတွက်ဆို0 by 2ဆိုဆရာမတို့ကဒီမှာ0ပါ plus or minus pi by 2ဆိုဒီနေရာမှာ plus or minus x နေရာမှာ pi ကိုထည့်လိုက်တော့ plus or minus pi by 2ဖြစ်သွားပါမယ်ဒါဆိုရင် plus or minus 2 pi ကိုထည့်တော့2နဲ့2နဲ့ကြည့်လိုက်တော့ plus or minus pi ဖြစ်သွားမယ်ဒါဆိုရင် y equal to 3 cot 2x ရဲ့ undefined တွေကိုရပြီဆိုရင်ဆရာမတို့က domain နဲ့ asymptote ကိုရသွားပါပြီဒါဆို x intercept ထပ်စဉ်းစားကြည့်ပါမယ်ဒါဆို plus or minus x နေရာမှာဆရာမတို့ pi 2ထည့်တယ်အောက်မှာ2ရှိတော့ plus or minus pi 4ဖြစ်သွားပါမယ်နောက်တစ်ခါ plus or minus 3 pi 2ကိုထည့်လိုက်မယ်ဆိုလို့ရှိရင်ဆရာမတို့ကအဲ့ဒီ3 pi 2ကို x နေရာမှာထည့်လိုက်တယ်ဆိုတော့3 pi 4ဖြစ်သွားမှာပေါ့နော်ဒါဆိုရင်အဲ့မှာ x နေရာမှာဆရာမတို့ထည့်မှာဒီ3 pi 2ကိုထည့်မယ်2နဲ့စားတယ်ဆိုတာ1 by 2နဲ့မြှောက်တာเนาะဒါဆိုရင်3 pi 4ဖြစ်သွားမှာပေါ့ဒါဆိုရင်သူဒီ3 pi 4ဒါဆိုရင်ဆရာမတို့ပု္ပ္ပစာကိုပုံဆွဲလို့လည်းရပြီเนาะဒါဆို domain ကိုရှာရေးမယ် domain ဒီ x ဒီ domain ဒီ undefined ထဲမှာရှိတဲ့ point တွေ undefined ဖြစ်တဲ့ point တွေဒီ domain ထဲမှာမရှိရဘူးဒါဆိုရင် x ဒီ does not equal 0နဲ့မညီရဘူးနောက်တစ်ခုက plus or minus pi by 2 plus or minus pi and so on ဒါ range ကတော့ real numberအဲ့တော့ဆရာမတို့ asymptote ကိုတခါတည်းရေးလိုက်ပါမယ် domain တည်းရဲ့ asymptote တည်းတယ် asymptote တည်းဒီ undefined point လေးတွေပါဒါကြောင့် x equal to 0, plus or minus pi by 2, plus or minus pi, and so on ဒါဆိုရင်ပြီးတော့ဒီဆရာမတို့က y equal to cot x ဆက်ပြီးတော့က pi ဖြစ်တယ်ဒါဆိုရင်အခုက y equal to a cot bx ပုံစံဖြစ်သွားတယ်ဆိုတော့ကpi by b ပုံစံပေါ့ဒါဆို b နေရာမှာ2ဝင်တယ်ဆိုဆရာမတို့က2နဲ့စားလိုက်တော့ပြီးတော့က pi by 2ဖြစ်သွားပါမယ်x intercept ဆရာမတို့ရှာရေးလို့ရပြီx intercept ဒီ x equal to เนาะ x equal to ပါရပါမယ်เนาะ x equal to plus or minus pi by 4 plus or minus 3 pi by 4ပါ and so on ကဲဒါဆိုဆရာမတို့ပုံလေးဆွဲမယ်ဆိုကြလို့ရှိရင်ဆရာမတို့မှာဘာပါနေလဲဆိုတော့ဒီမှာ pi by 4ပါတယ် x မှာ pi by 2ပါတယ်3 pi by 4ပါတယ် pi ပါတယ်ဒါကြောင့်ဆရာမတစ်စိတ်ကို pi by 4စီထားလိုက်တယ်နော် pi by 4 pi by 2 3 pi by 4 pi ဒီဘက်ကိုလည်း minus pi minus 1 by 2ထားလိုက်တယ်
ပြီးရင်ဒီမှာကြတော့ဆရာမဒီက1 2 3ထားလို့ရတာပေါ့ဆရာမကဒီမှာတော့3ကိုဒီလောက်ပဲထားလိုက်တယ်ဘာကြောင့်လဲဆိုရင်ဆရာမဒီနေရာမှာဒီအလဲမှတ်တွေကိုရှာတဲ့အချိန်မှာ3ထွက်မှာမို့လို့နော်ကဲဒါဆိုရင်ဆရာမတို့ဘာလေးလို့လဲဆိုရင် asymptote x ဝင်ရိုး y ဝင်ရိုးမှာမှတ်ကလေးတွေဆရာမတို့ရှာပြီးပြီဆိုရင် asymptote ဒီ0 plus or minus pi by 2 plus or minus pi ဖြစ်တယ်ဒါတော့0ဒါ x0 နောက်တစ်ခုက plus pi by 2 minus pi by 2နောက်တစ်ခုက plus pi ဒီဘက်မှာဆို minus pi ရှိမှာပေါ့နော်အဲ့တော့ sum က asymptote ကို graph ပုံ3ခုပဲဆွဲမှာမို့လို့ဆရာမဒီလောက် asymptote ကိုအရင်ရှာထားလိုက်ပါတယ်ကဲပြီးရင် x intercept မှတ်ကလေးတွေရှာမယ် x intercept ဒီ plus or minus pi by 4 plus or minus 3 pi by 4ဖြစ်တယ်ဒါဆိုရင်ဒီမှာ plus pi by 4 minus pi by 4 3 pi by 4 plus pi by 4ဒီဘက်မှာဆို minus 3 pi by 4ရှိမှာပေါ့ကဲဒါဆိုရင်ဆရာမတို့ဆွဲတော့မယ်ဆွဲတဲ့အခါဆရာမတို့ y equal to cot x ကို graph ကိုဆွဲမှာဖြစ်တဲ့အတွက်ကြောင့်ဒီ0နဲ့ pi by 4နဲ့ဂျားမှာအလဲ point pi by 8ပေါ့တဝက်ဆိုတော့ pi by 8ဒါဆိုရင်အဲ့ဒီ pi by 8ကိုဒီ x နေရာလေးမှာဆရာမတို့ထည့်ကြည့်မယ်ဒါဆိုရင် pi by 8ကိုထည့်တော့ y equal to 3 cot 2 into pi by 8ဆိုတော့ cot pi by 4ဖြစ်သွားမှာပေါ့3 cot pi by 4ဒါဆိုရင် cot pi by 4ဒီ1ရှိတယ်ဒါကြောင့်3ရတယ်ဒါဆိုရင်ဒီမှာဆရာမတို့အမှတ်တမှတ်ရပါမှာပေါ့သူဒီဆရာမတို့ကဒါ pi by 8နော်x နေရာမှာ pi by 8ထည့်လိုက်တဲ့ကောင်မှာ y တန်မှု3ထည့်တဲ့ point လေးပေါ့အဲ့လိုပဲဒီဘက်မှာလည်း pi by 4နဲ့ pi by 2ဂျားထဲမှာဆရာမတို့က3 pi by 8ရှိမှာပေါ့ pi by 8ကိုထည့်ပါမှာနော် pi by 4မှာ pi by 8ထည့်ပေါင်းကြည့်နော်ဒါဆိုဒီအမှတ်ဒီ3 pi by 8ဒါဆိုရင်ဒီ x နေရာမှာဆရာမတို့3 pi by 8ကလေးထည့်ကြည့်တယ် y equal to 3 cot 2 into 3 pi by 8ထည့်လိုက်တော့3 pi by 3 into cot 3 pi by 4ရသွားမှာပေါ့ဒါဆို cot 3 pi by 4ဒီ -1 ရှိတယ်ဒါကြောင့်ဆရာမတို့ကဒီဘက် point က -3 y တန်ဖို့ -3 ထွက်သွားမှာပေါ့ဒါဆိုရင်သူဒီ x တန်ဖို့3 pi by 8ထားတဲ့အချိန်မှာဆရာမတို့ထွက်တာ-3ထွက်သွားတယ်နော်ကဲဒါဆိုရင်ဆရာမတို့ဒီ graph ကလေးကိုဆက်ဆွဲလို့ရပြီအဲ့တော့ graph ကလေးကိုဆွဲမယ်ဆိုဆရာမ paper နည်းနည်းချွေးလိုက်မယ်လက်အားအောင်လို့ကဲဒါဆိုရင်ဆရာမတို့ဒီ point လေးကိုဆွဲလိုက်မယ်နော်ကဲ graph ကဒီလိုဖြစ်မယ်ဒီဘက်မှာလည်းဆရာမတို့ဒီ point လေးကိုဒီလိုဆက်ဆွဲလိုက်ပါမယ်ကဲဒီလိုမျိုးလေးဖြစ်သွားပြီကဲဒါဆိုရင်ဒီ3 pi by 4 x intercept အတွက်လေဒီမှတ်ကနေပြီးတော့ဆရာမတို့ graph ကိုဆွဲမယ်ဒါဆို3 pi by 4နဲ့ pi by 2ရဲ့ဂျား point အလယ်မှတ်ပေါ့နော်အဲ့ဒီဟာနဲ့ဒီက3နဲ့ point လေးကိုဆရာမတို့ထည့်လိုက်ကဲဒါပြီးရင်ဆက်ဆွဲလိုက်မယ်နော်ကဲဒီမှာလည်းအတိုင်းပါပဲ3 pi by 4နဲ့ pi နဲ့တဝက်ဒီဂျားတဝက်ပေါ့နော်အဲ့ဒီ point နဲ့ဒီ -3 နဲ့နေရာဆုံတဲ့နေရာမှာ point လေးချလိုက်မယ်ပြီးရင်ဆရာမတို့အဲ့ဒီ graph ကလေးကိုဒီလိုမျိုးလေးဆွဲလိုက်အဲ့တော့သူနဲ့ similarity graph ကလေးဆွဲမှာပေါ့နော်ဆရာမတို့ကဲဒီဘက်မှာလည်းအတိုင်းပါပဲ-pi by 4နဲ့ -pi by 2ရဲ့တဝက် point ချမယ်ပြီးရင်ဒီက3နဲ့သူတို့ဆုံတဲ့နေရာနော်သူတို့နှစ်ခုဆုံတဲ့နေရာမှတ်ကလေးဆရာမတို့ချထားလိုက်မယ်ပြီးရင်သူတို့ကိုဆက်ဆွဲလိုက်မယ်ဒီမှာလဲ -pi by 4နဲ့0ရဲ့တဝက်ပေါ့နော်သူနဲ့ -3 နဲ့ဆုံတဲ့နေရာလေးကိုဆရာမတို့ point လေးတစ် point ချထားမယ်ပြီးရင်ဒီဘက်ကိုဆက်ဆွဲလိုက်မယ်ကဲဒါဆိုရင်ဆရာမတို့ကဆရာမတို့ကိုဆွဲခိုင်းမယ် y equal to 3 cot 2x ရဲ့ graph ပုံလေးပြီးသွားပါပြီဒါမှဆရာမတို့ဗာလေးထက်မှာလဲ period ထည့်ပေးမယ်ဒါဆိုရင် period ဒီဆရာမကတော့ထုံးစံတိုင်း asymptote မြင်းနှစ်ခုကြားကိုperiod ထည့်ပေးပါမယ် period က0 pi by 2ဆို pi by 2က0နှုတ်ရင် pi by 2ကျန်တယ်เนาะဒီမှာဆရာမတို့တွက်ထားရလဲ pi by 2ပါဒါကြောင့် period ဒီ pi by 2ပါဒါဆိုရင်ဆရာမတို့ y equal to 3 cot 2x ရဲ့ပုံလေးပြီးသွားပါပြီနားလည်လိမ့်မယ်လို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်